အားလုံးပဲမင်္ဂလာပါဒီနေ့ရက်မှာပေါ့နော်ကျမတို့ရဲ့ဝိညာဉ်ကောင်းဆောင်ဖြစ်တဲ့ဆရာမဆာရာကြီးရဲ့ Genesis Code ဆိုတဲ့အောင်မြင်ခြင်းဥပဒေသားစာအုပ်လေးကိုကျမအနည်းငယ်လေးယူပေးခြင်းနဲ့ကျမတို့လည်းအရန်ကောင်းကြီးဖြစ်တဲ့သင်းတော်တွေအတွက်လည်းကောင်းကြီးဖြစ်တာဖြစ်တယ်ဒါကြောင့်ကျမအနည်းငယ် sharing လုပ်ခြင်းနဲ့ကျမခန်းကြီး1မှာလည်းကျမအရန်ခွန်အားရပါတော့အောင်မြင်ခြင်းရဲ့အခြေခံအုတ်မြစ်ကသိကြတယ်ဘုရားသခင်ပဲအဲ့ဒီခေါင်းစဉ်ရဲ့အောက်မှာပေါ့ခေါင်းစဉ်ငယ်လေးဖြစ်တဲ့အစကိုမမေ့သွားပါနဲ့ဒီမှာဆိုပေါ့နော်ဘုရားသခင်မျက်မှောက်တော်ထဲမှာနေတဲ့ခေရုဗိမ်ဆိုတဲ့အလင်းရဲ့ကောင်းကင်တမန်လူစီပါကိုဘုရားဖန်ဆင်းခဲ့တယ်။ဘာအတွက်ဖန်ဆင်းလဲဆိုချီးမွမ်းကိုးကွယ်ဖို့အတွက်ဖြစ်တယ်။ဒါပေမဲ့ဘုရားသခင်ကသူ့ကိုလှပတဲ့တံတန်နဲ့ဖန်ဆင်းခဲ့တယ်။ဘုရားရဲ့ဘုန်းတော်ထဲမှာနေရတဲ့အခါမှာသူကအကောင်းဆုံးသောအရာတွေနဲ့ပြည့်အဲ့ချိန်မှာပဲသူကဘာဖြစ်လဲဆိုတော့သူကလူစီပါဘုရားမပါပဲသူ့ကိုယ်သူချီးမြှောက်ခြင်းသူ့ရဲ့ဘုန်းကိုသူကအမှစတင်ရှာဖွေအဲ့အခါမှာသူကဘာဖြစ်လဲဆိုတော့သူဟာပုံကန်နဲ့စိတ်ဝိညာဉ်ရောက်လာတဲ့အခါမှာသူဖျားနေအောင်ဝင်ယူခြင်းနဲ့စိတ်ရောက်လာတဲ့အခါမှာနောက်ဆုံးအားလုံးသိတဲ့အတိုင်းပဲအဆုံးတက်ဟာစာတန်းဆိုတဲ့နော်မှောင်မိုက်ဝိညာဉ်ဆိုဖြစ်သွားတယ်ဆိုတာတွေ့ရတယ်ကျမတို့ထဲမှာရှိနေတဲ့ကောင်းတဲ့အရာတွေထဲလန့်နေဖျားပေးခဲ့တဲ့ထည့်ထားတဲ့အရာတွေကဖျားသခင်ကအမိဝမ်းထဲမှာတွေကကျမတို့ရည်ရွယ်ချက်ရှိနဲ့ထည့်ထားတယ်ဆိုတာတွေ့ရတယ်ဒါကိုကျမတို့ရေရမိခန်းကြီး29ခန်းငယ်7မှာတဖန်မိန့်တော်မူသည်ကငါသည်သင်တို့ကိုအကျိုးနည်းစေခြင်းကကြံစီသောအကြံမဟုတ်ပဲသင်တို့သည်မျော်လင့်သောအကျိုးကိုရမည်အကြောင်းငြိမ်ဝတ်စေခြင်းကသာသင်တို့အဖို့ကြံစီသောအကြံတို့ကိုငါသိ၏ဣသတာဝတ္ထုခန်းကြီး14အခန်းကြီး4ခန်းငယ်14မှာလဲမော်ဒယ်ကဣသတာကိုပြောခဲ့တာဖြစ်တယ်ဤချိန်ကာလအတွက်သင်သည်မိဖုရားဖြစ်လာခဲ့သလိုဟုအဘယ်သူသိနိုင်လဲကျမတို့ကိုဖယားသခင်ဟာရှေးမို့စတဲ့ကနေကောင်းတဲ့ကြံစီအောင်မြင်ဖို့အတွက်ကျမတို့အထဲမှာဘုရားသခင်ကထည့်ထားတာဖြစ်တယ်ကျမတို့လူဖြစ်လာခြင်းအကြောင်းအရင်းတွေကတကယ်ပဲအကြောင်းမဲ့သက်သက်ပေါ့ကျမတို့မတ်စုကာဘတ်ကိုလွန်ခဲ့တဲ့အနှစ်2000သာဘုရားသခင်ဖန်ဆင်းခဲ့မယ်ဆိုရင်လူဖြစ်ခဲ့မယ်ဆိုရင်သူဟာ Facebook ကိုတည်ထွင်ခဲ့မှာမဟုတ်ဘူးပေါ့နော်ကျမတို့လည်းဒီ social network တွေကျမတို့နော်သူဒီဖန်တီးလာနိုင်မှာမဟုတ်ဘူးပေါ့နော်ဒါတွေအားလုံးမှာဘုရားသခင်ကတညီတညွတ်ထဲနဲ့ကောင်းကြီးဖြစ်ဖို့ရန်ဘုရားသခင်ကအချိန်ရွယ်ချက်ရှိစနစ်တကျနဲ့ဘုရားရဲ့လက်တော်ဖန်ဆင်းခြင်းလက်တော်ကျမတို့တွေ့ရတာဖြစ်တယ်။ဒါကြောင့်ကျမတို့တွေဘုရားသာနောက်ွယ်ကထိန်းချုပ်မှုတာမရှိဘူးဆိုကျမတို့ဘဝတွေကကစစ်ကလျားနဲ့နော်အခြေမခိုင်တဲ့ဘဝမှာကျမတို့နေရနိုင်တယ်။ဒါကြောင့်ဒီစာအုပ်ကိုကျမတို့အစလေးပဲဖတ်ရတယ်ကျမတို့အရန်ကောင်းကြီးဖြစ်တယ်။ဘုရားရဲ့ကျမတို့ပုံမှာထားတဲ့အကြံစီတွေရည်ရွယ်ချက်တွေဘုရားကကျမတို့ကိုထည့်ပေးထားတဲ့အရာတွေထူးခြားစွာကျမမြင်တွေ့ရတာဖြစ်တယ်အသင်းတော်အတွက်လည်းကောင်းကြီးဖြစ်တယ်ဒါကြောင့်ကျမထိုင်းနိုင်ငံမဲဆိုင်မြို့မှာရှိတာဖြစ်တယ်ထိုင်းနိုင်ငံနေရာအနှံ့ကိုကျမတင်မှာယူမယ်ဆိုရင်ပို့ပေးနိုင်တာဖြစ်တယ်မိတ်ဆွေသင်ရဲ့အသင်းတော်အတွက်ကောင်းကြီးဖြစ်ဖို့သင်အတွက်ကောင်းကြီးဖြစ်ဖို့အတွက်ကျမအောက်မှာဖုန်းနံပါတ်နဲ့ကျမကိုဆက်သွယ်မဲ့လိပ်စာလေးတွေကျမထည့်ပေးထားတာဖြစ်တယ်မိတ်ဆွေတကယ်လိုချင်တယ်လိုအပ်တယ်ဆိုရင်အုပ်ရည်ဘလောက်ဆိုတာကိုကျမကို Messenger နေဒါမှမဟုတ်ကျမကို WhatsApp ကနေကျမကိုမှာလို့ရတယ်ကျမထိုင်းနိုင်ငံဘယ်နေရာမဆိုမိတ်ဆွေအိမ်အရောက်ကိုကျမ carry နဲ့ပို့ပေးနိုင်တာဖြစ်ပါတယ်လို့ဒါကြောင့်မိတ်ဆွေရဲ့သက်သာကောင်းကြီးဖြစ်ဖို့အသင်းတော်ကောင်းကြီးဖြစ်ဖို့အတွက်စာအုပ်ကိုမှာယူပါအမြန်ဆုံးမှာယူပါကောင်းကြီးလက်မလွတ်သွားဖို့ကျမမှာယူဖို့တိုက်တွန်းနှိုးဆော်ခြင်းနဲ့ရောက်ချင်းစီတိုင်းပေါ်မှာဖျားရှင်ကောင်းကြီးရှိပါစေရှင်